ရှိအောင်လုပ်ပေးရမယ်ရေရအောင်လုပ်ပေးရမယ်မီးရအောင်လုပ်ပေးရမယ်လမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ပေးရမယ်ဒီဝါရေးဖွံ့ဖြိုးနိုင်တဲ့အခြေအနေတွေဖန်တီးပေးရမယ်ဒါဟာအစိုးရလုပ်တဲ့သူတွေရဲ့တာဝန်ပဲဒီတာဝန်နဲ့မယူချင်လို့ရှိရင်အစိုးရမလုပ်ဖို့ပဲရှိတယ်လို့ပြောတာခုလေအားလုံးလုပ်ဖို့ညော်မှန်းရင်အစိုးရကိုပဲအားကိုးတယ်ဆိုတာအမှားပြောလို့ရှိရင်ဒါဒီမိုကရေစီစိတ်ဓာတ်မဟုတ်ပါဘူးဒီမိုကရေစီစိတ်ဓာတ်ဆိုတာပြည်သူလူထုကကိုအားကိုးရမယ်စိတ်ဓာတ်ဖြစ်ပါတယ်တကယ်ဆိုလို့ရှိရင်ကိုပြည်သူလူထုကအားကိုးရုံနဲ့မကအစိုးရကပြည်သူလူထုကိုအားကိုးရတဲ့အခြေအနေရောက်မှဒါတည်းကျမတို့ဒီမိုကရေစီရပြီလို့ပြောနိုင်မှာပါအဓိကပေါ့နော်ကျမတို့နိုင်ငံရဲ့ပြန်လည်ထူထောင်ရေးအတွက်လုပ်ပေးရမှာဟာအစိုးရရဲ့တာဝန်ဖြစ်တယ်ကျမတို့နိုင်ငံတိုးတက်ဖို့ဆိုတာဟာအဓိကအဖြစ်ပြည်သူမှာတာဝန်ရှိပါတယ်အစိုးရရဲ့တာဝန်ဖြစ်တယ်ပြည်သူမှာတာဝန်ရှိပါတယ်အစိုးရရဲ့တာဝန်ဖြစ်တယ်